အချိန်တိုအတွင်းအင်္ဂလိပ်စာတိုးတက်အောင်ဘယ်လိုမျိုး self study လုပ်ရမလဲဆိုတဲ့အကြောင်းအရာလေးပြပြပေးချင်ပါတယ်အားလုံးပဲမင်္ဂလာပါ GYS က Teacher Ivy ဖြစ်ပါတယ်တချို့လူတွေကကြတော့အင်္ဂလိပ်စာကို self study လုပ်ချင်တယ်ဒါပေမဲ့ဘယ်ကနေစရမယ်မသိဘူးပြီးတော့တိုးတက်အောင်တကယ်ထိရောက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာမသိကြဘူးပေါ့နော်အဲ့လိုလူတွေအတွက်ဒီဗီဒီယိုလေးရည်ရွယ်တာဖြစ်ပါတယ်အင်္ဂလိပ်စာကို self study လုပ်နိုင်ဖို့အတွက်ပထမဆုံးကိုမှာအနည်းဆုံး basic English လောက်ကတော့ဗဟုသုတရှိထားတင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ self study လုပ်မယ်ဆိုရင်အများစုက internet ကလုပ်ရတာဖြစ်တဲ့အတွက်ကြောင့် internet ကရှင်းပြချက်တွေက English to English ရှင်းပြတာတွေဖြစ်ပါတယ်။အဲ့ဒါကြောင့်သူတို့ရှင်းပြတာကိုနားလည်အောင်ကိုယ့်အနေနဲ့အနည်းဆုံးအခြေခံအင်္ဂလိပ်စာ level တော့ရှိထားတင်ပါတယ်။မဟုတ်ဘူးဆိုရင်အင်္ဂလိပ်စာနားမလည်လို့ self study လုပ်ခံမှာအင်္ဂလိပ်လိုတွေလာရှင်းပြနေရဆိုတဲ့ပြဿနာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဆိုတော့အဲ့ဒါကြောင့် self study လုပ်မယ်ဆိုရင်အရေးကြီးတဲ့အချက်တစ်ချက်ကကိုယ့်မှာအင်္ဂလိပ်စာ basic level လောက်တော့ရှိထားတင်ပါတယ်။ဟုတ်ပြီ။ကိုယ့်မှာအင်္ဂလိပ်စာအခြေခံပိုင်နိုင်ပြီးသားလူတွေဆိုရင်တော့ self study လုပ်တဲ့အခါပထမဆုံးတစ်ခုကစာအုပ်ဖတ်တာစာအုပ်ဖတ်တာကကြတော့ဘာသာစကားလေးလာတဲ့စာအုပ်တွေသင်ကြားရေးစာအုပ်တွေမဟုတ်ဘဲနဲ့ကိုကြိုက်တဲ့ဝတ္ထုအကြောင်းကိုအင်္ဂလိပ်လိုရှာဖတ်လို့ရတယ်တကယ်လို့ကိုက Harry Potter fan ဆိုရင် Harry Potter စာအုပ်တွေကိုEnglish version မူရင်း version ကိုဝယ်ပြီးတော့ဖတ်လို့ရတယ်အဲ့လိုဖတ်တဲ့အခါမှာစာဖတ်ခြင်းရဲ့အကျိုးကျေးဇူးတစ်ခုက vocabulary အရန်ကျွယ်ပါစေပါတယ်ဆိုတော့ vocabulary ကိုမသိတဲ့ vocabulary တွေကို notesထုတ်ပြီးတော့ dictionary တွေကနေကြည့်မယ်ပြီးရင်မြန်မာလိုနဲ့အင်္ဂလိပ်လိုတွဲမှတ်မယ်အဲ့ဒီမှာကိုက vocabulary ကိုချရေးထားသမျှအရာအလုံးကိုမှတ်နိုင်မှုဆိုရင်ကိုယ့်ရဲ့နေ့စဉ်ဘဝအတွက်တကယ်အသုံးဝင်မဲ့daily speaking ပေါ့နော်နေ့စဉ်ဒီ lifestyle မှာကြုံတွေ့နိုင်တဲ့ vocabulary တွေကိုပဲဦးစားပေးပြီးတော့လေ့လာလို့ရတယ်ဆိုတော့ reading ဖတ်ရင်းနဲ့ vocabulary တွေကျွေးဝအောင်လုပ်လို့ရတယ်နောက်တစ်ခုကကြတော့ဝတ္ထုတွေထဲမှာရေးသွားတဲ့စာကြောင်းတိစောက်ပုံ sentence construction တွေလေ့လာလို့ရတယ်ဥပမာအတိတ်ကအကြောင်းဆိုရင်သူတို့ verb နဲ့သုံးထားပြီးရေးထားတယ်လို့သူများကကိုယ့်ကိုပြောတဲ့စကားကိုကိုကတခြားသူ့ကိုပြန်ပြောတဲ့အခါမှာသူကဘယ်လိုမျိုးလေးရေးသွားတယ်အဲ့လိုမျိုးမတူညီရဲ့စာကြောင်းတိစောက်ပုံတွေကိုလည်းဒီစာအုပ်တွေထဲကနေလေ့လာလို့ရတယ် grammar လည်းလေ့လာလို့ရတယ်နောက်တစ်ခုကိုဖတ်တဲ့စာအုပ်ကသာဝတ္ထုစာအုပ်ပေါ့နော်ရုပ်ရှင်ပြန်ရိုက်လို့ရတဲ့ဝတ္ထုစာအုပ်ဖြစ်တဲ့ဆိုရင်အဲ့ဒီစာအုပ်ထဲမှာပါတဲ့မင်းသားနဲ့မင်းသမီးပြောတဲ့ dialogue တွေကိုလေ့လာလို့ရတယ်အဲ့ဒါဆိုရင်ကိုယ့်အတွက် reading မှာမဟုတ်ဘဲနဲ့ speaking မှာတိုးတက်စေရယ်နော်စာအုပ်ဖတ်ရင်လည်းအဲ့ dialogue တွေကိုကိုယ်တိုင်လိုက်ပြောကြည့်ပေါ့နော်အဲ့ဒါဆိုရင်ကိုယ့်အတွက် speaking မှာတိုးတက်စေရယ်နောက်တစ်ခုကကြတော့ရုပ်ရှင်ကြည့်မယ်ရုပ်ရှင်ကြည့်ရလဲကိုကြိုက်တဲ့ရုပ်ရှင်ရွေးကြည့်လို့ရတယ်အဓိကမြန်မာစာတန်းထိုးနဲ့မကြီးနဲ့เนาะမြန်မာစာတန်းထိုးနဲ့မကြီးနဲ့တကယ်လို့ကိုကအရန်ကိုအစကနေစပြီးလေးလာနေရတယ်ဖြည်းဖြည်းချင်းလေးလာရတဲ့သူဆိုရင်တော့ပထမဆုံးတစ်ချိန်ကိုမြန်မာလိုစာတန်းထိုးနဲ့ကြည့်ချင်ကြည့်ပေါ့နော်ဒါပေမဲ့အဲ့ခါကျရင်နားထောင်ပြီးတော့ listening ကိုအဓိကနားထောင်ပြီးတော့အောက်ကအဲ့ဒီစကားလုံးပြောတဲ့အခါမှာမြန်မာဘာသာဘာစာတန်းထိုးသွားလဲဆိုတာကိုတေချာတွဲပြီးတော့အာရုံစိုက်ပြီးကြည့်ပေးဖို့လိုတယ်အဲ့ခါကျရင်အင်္ဂလိပ်လိုပြောသွားတဲ့အခါမြန်မာလိုဘယ်လိုပြောလဲဆိုတာကိုကတခါလေးတွဲမှတ်ပြီးသားဖြစ်သွားတာပေါ့နော်တကယ်လို့ကိုကမဟုတ်ဘူးအင်္ဂလိပ်စာကိုနည်းနည်း level တစ်ခုလောက်ရောက်ထားတဲ့သူဆိုရင်အင်္ဂလိပ်စာတန်းထိုးနဲ့ပဲကြည်ပါအဲ့ခါကျရင် listening နားထောင်မယ်ပြီးရင်သူတို့ဘာပြောသွားလဲဆိုတာကို subtitle ကြည့်မယ်ကိုနားထောင်လိုက်တာမှန်လားဆိုတော့ subtitle နဲ့စစ်ကြည့်ပြီးတော့အဆုံးဖြတ်လို့ရတယ်နောက်တစ်ခုကကြတော့အဲ့ထက်ပိုပြီးကျွမ်းကျင်သွားခြင်းနဲ့ဆိုရင် listening လုံးဝပိုင်ဖို့အတွက်ပေါ့နော်စာတန်းထိုးလုံးဝဖျောက်ပြီးတော့ကြည့်ပါဒီချက်ဆိုရင်အင်္ဂလိပ်တကားကိုအရန်ကြိုက်သွားပြီဆို3ခါကြည့်ရပထမဆုံးကတော့မြန်မာစာတန်းထိုးနဲ့ဒါပေမဲ့တစ်ခါလေကြာမြန်မာစာတန်းထိုးနဲ့ကြည့်ချင်မှကြည့်ရတယ်တစ်ခါလေအင်္ဂလိပ်စာတန်းထိုးထားရကြည့်ရလဲရှိရယ်နော်ပြီးရင်အင်္ဂလိပ်စာတန်းထိုးနဲ့ကြည့်ရယ်ပြီးရင်နောက်တစ်ခါအဲ့ဒီတစ်ခါလေးကိုပဲစာတန်းထိုးဖြောက်ပြီးတော့ကြည့်ရယ်ဆိုတော့ကိုယ့်အတွက် listening လည်းတိုးတက်တယ် dialogue တွေကနေလေ့လာလို့ရတာဖြစ်တဲ့အတွက်ကြောင့် speaking လည်းတိုးတက်တယ်ဆိုတော့ဒါဒီရုပ်ရှင်တွေကြည့်ပြီးတော့အင်္ဂလိပ်စာတိုးတက်အောင်လုပ်တဲ့နည်းပေါ့နော်နောက်တစ်ခါကျ game တွေဆော့ရင်လည်း game တွေထဲမှာပါတဲ့ dialogue တွေထဲကနေသူတို့ပြောသွားတဲ့အကြောင်းအရာတွေကနေအင်္ဂလိပ်စာတိုးတက်အောင်လုပ်လို့ရပါတယ်နောက်တစ်ခုကကြတော့ website တွေ application တွေတချင်းတွေပေါ့နော်အဲ့ဒါတွေကနေလည်းကိုယ့်အတွက် self study အထောက်အကူဖြစ်အောင်လေ့လာလို့ရတယ်ဒါပေမဲ့အဲ့ဒါတွေကကြတော့ဥမာ
self study တိုးတက်အောင်ဘယ် website တွေလေ့လာသင့်တယ်လဲဘယ် application တွေလေ့လာသင့်တယ်လဲဆိုတဲ့ video ကို teacher ခွဲပြီးတော့ရိုက်ပြပေးပါမယ်ဆိုတော့ဒီ video ထဲမှာတော့ဒီလောက်ပဲ teacher ရှင်းပြပေးထားမယ်ဒီလောက်ဆိုရင်တော့ self study ဘယ်ကနေစလုပ်ရမလဲဆိုတာကိုသိသွားပြီလို့ထင်ပါတယ်ဆိုတော့နောက် video မှာကိုယ့်အတွက် self study လုပ်ဖို့အတွက်ဘယ် application တွေဘယ် website တွေကအရေးကြီးရဲ့အသုံးဝင်လဲဆိုတာကိုပြပြပေးဦးပါမယ်အဲ့ဒါကြောင့်စောင့်ကြည့်ပေးပါအောင်လို့ပြောချင်ပါတယ်အားလုံး bye bye